အားလုံးပဲမင်္ဂလာပါပြည်ဖြုံးကရင်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ပရိခါများခြုံငိမ့်မှသာနိုင်ငံအနာဂတ်လှပမည်ဆိုတဲ့ခေါင်းစဉ်နဲ့တင်ပြပေးတော့ပါမယ်မိမိတို့နိုင်ငံသည်ဒုတိယကမ္ဘာစစ်အတွင်းစစ်တလင်း2ကြိမ်ဖြစ်ခဲ့ရပါတယ်နိုင်ငံစီးပွားရေးအရင်းမြစ်များအခြေခံအဆောက်အအုံများယဉ်ကျေးမှုအမွေအနှစ်များပြည်သူတို့ရဲ့အသက်အိုးအိမ်စည်းစိမ်များပြပုံဘဝတူရောက်ရှိခဲ့ရပါတယ်စစ်ကြီးပြီးတဲ့နောက်မှာတော့လွတ်လပ်ရေးရပြီးကစားအချိန်မှလဲနိုင်ငံတော်ပြန်လည်ထူထောင်ရေးများအတွက်တက်ညီလက်ညီအင်တိုင်းအားတိုင်းလုပ်ရမယ်အစားစီလုံးညွညွမှုကိုအစိစိအမောမောပြိုကွဲကလက်နက်ကင်ထားကြွတောင်းကြမှုများစွာကိုလည်းဆက်လက်နှိမ်နင်းရခဲ့ရပါတယ်ပြည်တွင်း၌နှိရှေလာများကြာမြင့်စွာဖြစ်ပေါ်နေသည့်လက်နက်ကင်ပြည်ပခါများမှာလဲနိုင်ငံကိုစင်းရဲတွင်းကနေတက်လို့မရအောင်ထောင်ချောက်များဖြစ်ထောင်ချောက်တစ်ခုပင်ဖြစ်ပါတယ်လက်နက်ဆွဲကင်တိုက်ခိုက်မှုများလူခွင့်ရေးဆုံးရှုံးမှုများကလေးငယ်ခွင့်ရေးများဆုံးရှုံးခြင်းများအမျိုးသမီးခွင့်ရေးများဆုံးရှုံးခဲ့ရပါတယ်။တရားစံတာများစွာလည်းဆုံးရှုံးခဲ့ရသလိုကုန်ထုတ်လုပ်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများလည်းဆောင်ရွက်ရမရရှိပါဘူး။လွတ်လပ်ရေးရပြီးကစားပြန်လည်ထူထောင်ရေးကာလတွေမှာပြည်တွင်းစုမှုတောင်းကျမ်းမှုများကြောင့်ကာကွယ်ရေးအတွက်အသုံးစရိတ်များနှစ်စဉ်အသုံးစရိတ်စုစုပေါင်း20%မှ34%အထိတိုးမြင့်သုံးစွဲခဲ့ရပါတယ်။အကယ်၍သာမိမိတို့နိုင်ငံတွင်နိုင်ငံရေးကိုနိုင်ငံရေးနည်းလမ်းဖြင့်ဆောင်ရွက်ခဲ့ကြတယ်ယင်ကျေးမှုရှေးစွာထွန်းကားလာခဲ့မည်ဖြစ်သဖြင့်ကိုထီကိုနန်းနဲ့နေခဲ့ရသည့်ခေတ်ကအရှိတောင်အာရှနိုင်ငံမှာထိတ်ဆုံးတဲ့နေရာမှာရပ်တည်နိုင်လိမ့်မည်ဖြစ်ပါတယ်ကျွန်တော်တို့ရည်မှန်းထားတဲ့ပြည်တော်စုကြီးတိဆောက်နိုင်ဖို့လှုံ့ဆော်ကြရမှာပါပြည်တွင်းလက်နက်ကိုင်ခြုံငင်းရေးနဲ့ထောင်ဝရငင်းငင်းရရှိရေးဟာအသက်တမျှအရေးကြီးလာပါတယ်လက်နက်ကိုင်လမ်းစဉ်နဲ့အကြမ်းဖက်လုပ်ရက်တွေကြောင့်နိုင်ငံတော်မှာဖြစ်ပေါ်ခဲ့ရသည့်ဆုံးရှုံးနစ်နာမှုများကိုထောက်ရှုပြီးထာဝရငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးကိုပြည်သူများနဲ့အတူလက်တွဲဖော်ဆောင်ကြဖို့လိုအပ်ပါတယ်။ဒါကြောင့်နိုင်ငံတော်ကိုစန့်ကျင်တိုက်ခိုက်နေတဲ့တိုင်းရင်းသားလက်နက်ကိုင်တောင်းကျမ်းသူစစ်သေးကြောအဖွဲ့အစည်းတွေနဲ့အကြမ်းဖက်တောင်းကျမ်းသူအဖွဲ့များအကြမ်းဖက် PDF အဖွဲ့တွေနဲ့လက်နက်ကိုင်အကြမ်းဖက်တိုက်ခိုက်ရေးလမ်းစဉ်ကိုဆွန့်လွတ်ပြီးကမှပါတီနိုင်ငံရေးလမ်းကြောင်းနဲ့ရွေးကောက်ပွဲလမ်းကြောင်းတွေကတဆင့်နိုင်ငံရေးပြဿနာတွေကိုနိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းဆောင်ရွက်နိုင်ဖို့အတွက်အကျဉ်းချင်းဖိတ်ခေါ်ကန်လန်ထားခဲ့ပါတယ်။ဇွန်လ25ရက်နေ့ကျင်းပမိငြိမ်းချမ်းရေးဖိုရမ် Peace Forum 2025ဖွင့်ပွဲအခမ်းအနားတွင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အဖွင့်မိန့်ခွန်းမှာပြောကြားခဲ့ပါတယ်။အကြံဖက်တိုက်ခိုက်မှုများဖြင့်တွေးဆွင်းသည့်နိုင်ငံရေးနည်းလမ်းသည်ဆယ်စုနှစ်ပေါင်းများစွာကျင့်သုံးခဲ့ကြရာစရင်ချုပ်ကြည့်လိုက်တော့မြန်မာတိုင်းနိုင်ငံလုံးဆုံးရှုံးခဲ့ရပါတယ်။ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများကြောင့်နိုင်ငံတကာစစ်မျက်နှာစာတွင်လည်းမျက်နှာပန်းမလှစရာဖြစ်ခဲ့ရပါတယ်။မြည်သူပင်ဖြစ်စေယခုနှစ်ကိုဒီဇင်ဘာလနဲ့ဇန်နဝါရီလအတွင်းပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကိုမဖြစ်မနေကျင်းပပေးသွားမည်ဖြစ်ရာအခင်းအကျင်းသစ်နဲ့ဖြစ်ပေါ်လာမည့်မြန်မာနိုင်ငံကြီးမှာလည်းမျှော်လင့်ချက်အသစ်များလည်းဆောင်ကျဉ်လာလိမ့်မည်ဟုယုံကြည်ပါတယ်။လွတ်လပ်ပြီးတရားမျှတသောရွေးကောက်ပွဲကိုနိုင်ငံတော်ဝန်ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နိုင်သည့်အပြင်နိုင်ငံတော်တည်ငြိမ်အေးချမ်းသာအရေးတရားဥပဒေစိုးမိုးရေးတို့ကိုပုံမကောင်းမွန်အောင်ဆောင်ရွက်နိုင်ပြီးတော့မှပြည်သူတို့၏လူမှုအကျိုးစီးပွားများကိုလည်းတိုးတက်အောင်မြင်အောင်ဖော်ဆောင်နိုင်မည်ဖြစ်ပါတယ်။လက်နက်ကိုင်ပဋိပက္ခများကြောင့်ဆုံးရှုံးခဲ့မှုများနဲ့နောက်ထပ်မဖြစ်ပေါ်နိုင်စေရန်တိုက်ခိုက်မှုများကိုလည်းရပ်တန့်ကနိုင်ငံရေးကိုနိုင်ငံရေးနည်းလမ်းဖြင့်အပြေရှာ၍အေးတူပူမြစီလုံးညီညွတ်စွာနိုင်ငံတော်ကိုကောင်းတဲ့ကောင်းအောင်ကောင်းမွန်တဲ့ကောင်းမွန်လာအောင်တည်ဆောက်ကြမယ်ဖြစ်တဲ့အကြောင်းနိုင်ငံသားများမှာတာဝန်ရှိတဲ့အကြောင်းတင်ပြပေးလိုက်ရပါတယ်။အားလုံးကျေးဇူးအများကြီးတင်ပါတယ်။